ငါမျက်လုံးနဲ့မကောင်းဘူးနေကငါ့ကိုတတ်တော့မလို့လားအစွမ်းကိုစူးစမ်းကြပါလို့ပြောထားတာမဟုတ်လားမိရေနင်ခွဲကြမလုပ်နဲ့ငါတို့ကဖားလောင်းလေးတွေလိုပဲညီတို့အမြန်လောက်ကြရွာလူကြီးလာကြတော့မယ်ဝယ်ပြီးပြီလား ပြီးပါပြီရှင့်အေးပြီးတော့သမီးရဲ့တီတီတွေကစားချင်းစရာလေးတွေပဲတကယ်ဆိုရင်အထက်တောင်ပူလာတင်တာအမေရဲ့အရင်ခင်မဆန်ပါနဲ့သမီးရဲ့ချိုဝဲတွေကဘန်နန်ကလွဲကနေဘန်ကပီထီတော်မှာနာမည်ကြီးနေရလေဒါနဲ့ငါ့ရဲ့ဂျုံမွေတက်တဲ့သမီးလေးဘယ်ရောက်သွားပြီတော့ဒီချိန်လောက်ဆိုစုံတို့ဖွဲ့နဲ့ဘုန်းကြီးเจ้าမှာရှိနေမှာပေါ့အေးပန်ကွန်ရှင်းမမေမိအေးကိုခဏတော့ခေါ်ခဲ့သွားအိုးတမီးကိုခိုင်းမြန်ပြီလားငါတောင်းမခိုင်းလို့ဘယ်ခွေးကိုသွားခိုင်းရမှာတော့သွားဝိုးဘာလို့ပြန်လာရလဲ ဟိုမှာမေးလာနေပြီမီးဒီလိုလာခဲ့စမ်းစုံတော့ဖွင့်နေတော့မပတ်တတ်ပါနဲ့လို့ညီကိုပြောထားရမလားညီမ